苏娘娘的，接啷啷的，包的、上包的、都包的，小些看的啦。俺那一里啊，个挺好路啦，好嘞，光脑干、半脑干的那个买的老包的，几包对几包，还有老的培养路了家，漂亮培养也大了的，都没了的，不打巴打问题，比老些啊老的，漂漂的是要了单个的在没在乎，啊，地碰你瓜，俺的大鸡会漂你那呗，他会漂是要是的，碰你说啦，没讲米大，讲洋牛来的，但我妈有追的送的啥味道，没好大的老的了，有时候大块。没洗不啦，没打呀，我就爬出来。这个嘛就追进呀追呗，对你的朋友的，马路老钱老呗，哎，路碰上就是讲嘛不啦，现在我有人标了，好了嘛啦，大家母跑大路了家个天票老难呀，好比啦有人标了，哎，路西的这个意的，这个嘛有特别机的拉路不，个天个快标啦，这路人这个嘛有特别差点啦，没差点不啦，个天所以有人路不山的拉路的时候啦，跑大路了家加巴了嘛啦，没加，个天说啦，天干个单干个阿用标比咯，天班里的特别是，一个地里的特别是，都够嘞。တထဲဖြစ်စေလူမဲ့တန်ခတ်တာဒီမာလို့လူရင်အဲ့ဒါကထိန်ခင်းလို့ရပါတယ်အဲ့ဒီကထိန်သင်္ကန်းကိုဘဒူတွေလူခွင့်ရှိတယ်ကြိုက်တဲ့လူလို့ရတယ်လူဖြစ်စေနတ်ဖြစ်စေလူခွင့်ရှိတယ်ဦးစင်းတို့နောက်ဆုံးတက္ကတော်မတွေဆင်းရဲသွားတယ်အမိတိုင်းပြည်ကဆင်းရဲနေပြီဟုတ်လားပတ်စံမရှိတော့ဘူးဟုတ်လားငမွဲတွေဖြစ်သွားပြီဘာမှမတတ်နိုင်ရင်လေကိုဒီကြောင်းတိုင်းမှာသင်္ကန်းပူတဲ့ဦးစင်တပါးပါကတန်ဃာတော်တွေဝီနီးနဲ့တိတ်ခါပုံ၅ခုလွတ်လပ်ခွင့်ချမ်းသာခွင့်ရအောင်ဆိုပြီးတော့တန်ဃာသားဒေမာဆိုပြီးလှူလိုက်ရင်အဲ့ဒီသင်္ကန်းလေးကိုကထိန်ခင်းလို့ရတယ်သို့တော်လည်းအဲ့လိုလူတန်းခွင့်ရပေမဲ့ကထိန်လူရှင်မရှိဘူးကွယ်ကထိန်လူရှင်တွေဖြစ်အောင်လုပ်ပါဦးလို့ပြောလိုက်တယ်ဝီနီးနဲ့မအဆက်တော့ဘူးတဲ့အမေကိုတော့အတိပေးလို့မရဘူးကထိန်ခင်းဖို့ဆိုတာအဲ့ဒါကြောင့်မို့ကထိန်ကမြတ်တာဟုတ်ပြီလားဝီနီးဆိုတာအဲ့လိုမြက်တယ်ဆိုတာသဘောပေါက်ပြီလားဒီတော့ကထိန်သင်္ကန်းဆိုတာကောင်းကင်ကနေသူ့အလိုလိုကြလာတယ်လို့ပဲသူ့အလိုလိုတတ်တာပညာပြည့်စုံတဲ့အမျိုးကောင်းသားတွေအမျိုးကောင်းသမီးတွေကလာရောက်ပြီးလှူဒန်းတာနဲ့တူတယ်အဲ့ဒီလိုတတ်တာပညာနဲ့ပြည့်စုံတဲ့တရားဓမ္မတွေကတန်ဃာတော်တွေကိုအာယုံပြုပြီးတော့တန်ခတ်တာဒေမာဆိုပြီးဘာလို့ရတာလဲလှူရတာငါဆရာတော်ဖြစ်လို့ဆိုပြီးတော့ကထိန်သင်္ကန်းအကောင်းစားဝယ်ပြီးသွားကတ်တယ်မရဘူးမအပ်ဘူးငါเจ้าနိုင်ဘုန်းကြီးဆိုပြီးတော့ကထိန်သင်္ကန်းအလှူခံဝယ်မရှိပါကထိန်ကအဲ့လိုမြတ်တာသင်္ကန်းနွမ်းပါတဲ့ပုဂ္ဂိုလ်ရွေးချယ်လိုက်ရပါတယ်ဟာလားအဲ့ဒီတည်းကနေဥစဉ်တစ်ပါးပါသင်္ကန်းစုပ်ပြဲနေပါပြီဖေဟာဆိုသူ့ရွေးချယ်ရတခါကြီးတို့ကြားဘူးလားဘာသင်္ကန်းလို့ပြောကြလဲညက်သင်္ကန်းဆိုအဲ့လိုညက်ကမ္မဝါစာဖတ်ပြီးမှအဲ့ဒီသင်္ကန်းနွမ်းပါတဲ့ဥစဉ်ကိုပေးရတာအဲ့ဒါကြောင့်မို့ညက်သင်္ကန်းလို့ခေါ်တာ